ဖီရဲ့ပြောင်မြောက်လာတဲ့နောက်ထပ်လက်ရာတစ်ခုအားလုံးပဲမင်္ဂလာပါရှင်စပေါ့ကဘာကနေကြိုဆိုလိုက်ပါတယ်လီဗာပူးကတော့အန်ဖီမှာပြောင်မြောက်တဲ့စွမ်းရည်ကိုထပ်မံပြီးတော့ပြသနိုင်ခဲ့ပါတယ်4-1ဆိုတဲ့ရလက်ကပရိသတ်ဒီကိုစိတ်ကျေနပ်စေခဲ့တယ်လို့ဥရောပဝင်ခွင့်အတွက်လည်းအခွင့်ပို့ပြီးတော့တာစီခဲ့ပါတယ်ဒီပွဲစဉ်မှာအားလုံးစိတ်ပူနေကြတဲ့ညာနောက်ခံနေရာမှာပွဲထွက်ကစားခဲ့တဲ့ဆိုဘူကတော့အသင်းအတွက်အကောင်းဆုံးကစားနိုင်ခဲ့တယ်ဆိုတာထက်ကိုပိုနေပါတယ်တကယ်လို့သူကကွင်းလယ်မှာကစားခဲ့မယ်ဆိုရင်တွင်းကိုမဟုတ်ရင်ဖန်တီးမှုကိုတော့တေချာပေါက်ပြုလုပ်နိုင်မှာပါဒါပေမဲ့ကစားကွက်ပိုင်းအရာလိုအပ်တဲ့နေရာမှာစူဘူတရအကောင်းဆုံးကစားနိုင်ခဲ့ပါတယ်တိုက်စစ်အတွဲဖြစ်တဲ့ Vis နဲ့ Ekitiki တို့ကလည်းအကောင်းဆုံးတွဲဖက်ကစားလာနိုင်ပြီးအချင်းချင်းဖန်တီးမှုတွေဂိုးသွင်းမှုတွေကိုပြုလုပ်လာကြတာ6ဂိုးအထိရှိလာပြီဖြစ်ပါတယ်ဒါဟာအခြားပရီးမီးယားလိကစားသမားတွေအားလုံးထက်ပိုများနေတာဖြစ်ပါတယ် Ekitiki ကဒီပွဲမှာ2ဂိုးတောင်သွင်းယူနိုင်ခဲ့ပြီးတော့သူ့ရဲ့အသားကျမှုတွေကလီဗာပူးအတွက်အများကြီးအကျိုးစီးစေခဲ့ပါတယ်။ဒီဆိုလို့ရှိရင်လည်းနောက်ပိုင်းပွဲစဉ်တွေမှာတောက်လျှောက်ခြေစွမ်းပြပြီးတော့ဂိုးမသွင်းနိုင်ရင်တော့မှဖန်တီးမှုတွေကိုပြုလုပ်ထားနိုင်တာကိုတွေ့ရပါတယ်။ဒါကတော့အန်အောစရာတော့မဟုတ်ဘဲနဲ့သူ့အတွက်ကတော့ပုံမှန်လိုပါပဲ။ဆိုတော့သူ့ရဲ့ပုံမှန်ခြေစွမ်းတွေကိုပြန်မြင်နေရတယ်လို့ဆိုလို့ရပြီးတော့ပရီးမီးယားလိလိုမျိုးကျန်းတန်းတဲ့ league မျိုးမှာအသားကျနေပြီဖြစ်ပါတယ်။မိုဆာလာရဲ့ခြေစွမ်းကလည်းအနှဲငယ်လေးတော့ပြန်ပြီးတော့မှလက်ခံလို့ရတဲ့အထက်ကိုတော့ပါလာတယ်လို့ဆိုလို့ရပါတယ်။ဒါတွေကအသင်းအတွက်အပြုသဘောဆောင်တဲ့အချက်တွေဖြစ်ပါတယ်။နောက်ခံလူပိုနာတီဆိုလို့ရှိရင်ဒီပွဲမှာသွင်းကိုတကိုးသွင်းယူနိုင်ခဲ့ပြီးတော့တော်တော်လေးကိုပျော်ရွှင်နေခဲ့တာတွေ့ရပါတယ်။အခင်ဖြစ်သူဆုံးမသွားပြီးတဲ့နောက်ပိုင်းမှာပထမအဆုံးအကြိမ်ပြန်လေသွင်းယူနိုင်ခဲ့တာဖြစ်ပြီးတော့အခင်ဖြစ်သူကလည်းသူ့အတွက်ဂုဏ်ယူနေမှသိကြပါတယ်။အမ်စလော့ဦးဆောင်ပြုပြင်နေတဲ့လီဗာပူးအသင်းဟာအဆင့်5ကိုတော့ယာယီတက်လန်းသွားနိုင်ပြီပဲဖြစ်ပါတယ်ရှင်။